မြောက်ကိုရီးယားအရာရှိတဦးဟာတကြားလုံးတစ်လုံးကိုမြေကြီးပေါ်တမင်ချလိုက်ပါတယ်ပြီးနောက်အဲ့ဒီတကြားလုံးကိုဟန်ပြမှုပြီးစစ်သားရဲ့ပါစက်ထဲကိုအတင်းထည့်ကျွေးကစော်ကားခဲ့ပါတယ်ဒီလိုရဲ့ကြောင့်စစ်သားဖြစ်သူကူနန်ဟာအကြီးအကျယ်အရှက်ရသွားပြီးတောင်ကိုရီးယားဘက်ကိုထွက်ပြေးဖို့အပြက်အသက်ဆုံးဖြတ်လိုက်ပါတော့တယ်အဲ့ဒီနေ့လယ်ပိုင်းမှာအားလုံးကစားပွဲတောက်ပွဲတက်ရောက်နေတုန်းသူဟာသူ့ရဲ့ဓာတ်ပုံကိုတေချာဖျက်ထုတ်ပြီးခွင့်ပြုမိတ်လက်မှတ်ပေါ်မှာကပ်လိုက်ပါတယ်ထို့နောက်အထက်လူကြီးရဲ့ရုံးခန်းထဲကိုခိုးကြောင်ခိုးဝက်ဝင်သွားပြီးအန်ဆွဲကိုဘောပင်နဲ့ခလော်ဖွင့်ကတစိတုံးကိုခွင့်ပြုမိတ်ပေါ်မှာရိုက်နေလိုက်ပါတယ်အရာအားလုံးအစင်သင့်ဖြစ်ပြီဆိုတာနဲ့သူဟာရင်မောင်းတဦးအဖြစ်ခံဆောင်ပြီးမူးနေတဲ့အရာရှိတဦးကိုကားပေါ်တင်ကတက်စခန်းထွက်ကိုအမြင်မောင်းထွက်ခဲ့ပါတယ်လမ်းမှာအရာရှိကသူ့ပခုံးကိုရုတ်တရက်လမ်းကင်လိုက်တဲ့အတွက်ကူနန်တယောက်အတော်လေးထိတ်လန့်သွားခဲ့ရပါတယ်ဒါပေမဲ့ကံကောင်းထောက်မစွာနဲ့အရာရှိကရေတောက်ချင်လို့သာဖြစ်ပါတယ်ဒေးဆောင်စစ်သားတွေကကားထဲမှာအရာရှိကိုမြင်နာနဲ့အလေးပြုပြီးလွတ်ပေးလိုက်တဲ့အတွက်ကူနန်ဟာစခန်းထဲကနေအောင်မြင်စွာထွက်ခွာနိုင်ခဲ့ပါတယ်မူးနေရဲ့အရာရှိနိုးလာတဲ့အချိန်မှာတော့သူဟာကွင်းပြင်တစ်ခုထဲမှာအဖြစ်ခံထားရတာကိုတွေ့လိုက်ရပါတယ်ကူနန်ကတော့တောင်ကိုရီးယားဘက်ကိုဆက်မောင်းနေတော့မှပဲမမျှော်လင့်ပဲကားကစီးပြတ်သွားပါတယ်အဲ့ဒီအချိန်မှာစစ်ကား3စီးဖြစ်လာတာကြောင့်သူဟာမတင်ကာမဖြစ်အောင်စီတောင်းခဲ့ရပါတယ်သူဟာအတုလုပ်ထားတဲ့ခွင့်ပြုမိန့်ကိုပြခဲ့ပေမဲ့မေဂျာယာရှိကတန်ရဲဝင်ပြီးဂူနန်ရဲ့တရင်စီဖုံးဆက်အတည်ပြုဖို့စ조사ခဲ့ပါတယ်ဒီလိုအရေးကြီးတဲ့အချိန်မှာဂူနန်ကနေဂါမျက်မှန်ကိုအေးအေးဆေးဆေးတက်လိုက်ပြီးသူဟာရုပ်ဝတ်တာဝန်ထမ်းဆောင်နေတာလို့အတီးပေါက်ပြောလိုက်တဲ့အတွက်မေဂျာကသူ့ကိုလွတ်ပေးလိုက်ပါတယ်ဒါပေမဲ့အခြေအနေတွေကပိုဆိုးလာပါတယ်သူ့ကိုအဆက်ခွဲခဲ့တဲ့အရာရှိကသူ့ထွက်ပြေးတာကိုတီးသွားပြီးလိုက်လံဖြစ်ခတ်ပါတော့တယ်ဂူနန်ဟာဗီဇအရာသွေးတွေကိုမျက်နှာမှာတုပ်ပြီးတေးချင်းရောင်ဆောင်လိုက်ပါတယ်တင်းနဲ့တန်တွေဆဲသွားတာနဲ့သူဟာအမြင်ထွက်ပြေးပေမဲ့အရာရှိကထက်ချက်မကွာလိုက်လာပါတယ်အသက်ရှင်ဖို့အတွက်ဂူနန်ဟာ6ကန်းပါးပေါ်ကနေအောက်ကရေထဲကိုခုန်ချလိုက်ပါတယ်နောက်ဆုံးမှာတော့ဂူနန်ဟာစစ်မဲ့စုံကိုရောက်ရှိသွားပြီးအရှိမတောင်ကိုရီးယားစစ်သားတွေကိုလက်မြင့်နေရပါပြီဒါပေမဲ့အနောက်ကလိုက်လာတဲ့အရာရှိကသူ့ရဲ့ပေါင်ကိုတင်းနဲ့ပစ်ခတ်လိုက်ပါတယ်ဂူနန်ဟာဒဏ်ရာနဲ့အားတင်းပြီးစပြေးပေမဲ့38မြင်းပြိုင်နားမှာတင်လဲကျသွားပါတော့တယ်အရာရှိကသူ့ကိုအဆုံးသတ်ဖို့တင်းနဲ့ချိန်လိုက်တဲ့အချိန်မှာပဲတောင်ကိုရီးယားစစ်တပ်ကအချိန်မီရောက်ရှိလာပါတော့တယ်